လောကမှာရိုသေတရားမရှိဘဲနဲ့ကျိုးနွန်စရာအမိပြုစရာမရှိဘဲနဲ့နေရတာဆင်းရဲတယ်တဲ့ဒီချာစဉ်းစားတော့ဒီဥစ္စာလေးကိုနော်ဒုက္ခံခောအကတော့ဝိရတိအပတ္တိတော့ရိုသေတရားမရှိဘဲနဲ့ကိုရိုသေတရားကိုမျက်နှိုးတဲ့ကိုတန်ဖိုးထားတဲ့လူမရှိဘဲနဲ့ကိုစိတ်ထဲကဟာဒီလူကတော့အလွန်ကိုတော်တာပဲဆိုပြီးတော့အာကိုအာရပြုတ်ပြီးတော့ဟုတ်လားနေရတဲ့လူပေါ့နော်ဒါနားလည်ပြအောင်ပြောတာပါဟုတ်လားအဲ့လိုရိုသေတရားမျက်နှိုးစရာမိခိုစရာမရှိဘဲနဲ့နေရတာဗါတဲ့တော့ဆင်းရဲတယ်တဲ့မြတ်စွာဘုရားစဉ်းစားတာကိုပြောတာဟုတ်လားအဲ့ဒါကြောင့်မို့လို့တဲ့ကန္နုခွာဟာတမဏဝါပြမဏဝါတက္ကတဝါဂရုံကတ္တဝါဥပနိဒာယဝိရရေယငါဘယ်လိုပညာရှိယဟန်သူတော်ကောင်းတွေကိုနော်အယိုအသေးပြုတ်ပြီးတော့အလေးအမြတ်ပြုတ်ပြီးတော့အမိပြုတ်ပြီးတော့နေရပါမလို့လို့အဲ့လိုစဉ်းစားနေတယ်ကဲဒါဒီစိတ်ကူးမျိုးလေးကိုဘုန်းတို့ကိုယ်တန်တန်မှာရှိတဲ့နေပေါ့နော်ကိုယ့်ထက်အကြီးအကဲအနေနဲ့နော်ရိုသေတရားလေးစားတရားမျက်နှိုးစရာမရှိဘဲနဲ့နေရတာပါတော့ဆင်းရဲတယ်ဒါမြတ်စွာဘုရားအကုန်တရားလုံးကိုသိပါဒုက္ခတွေအကုန်ငြိမ်းပြီးတော့မှစဉ်းစားပုံတော့ဟုတ်လားဒါဘုရားဖြစ်နေတာတော့ဘုရားအဲ့လိုစဉ်းစားတယ်ရိုသေတရားလေးစားတရားတန်ဖိုးထားစရာအမိကိုစရာမရှိဘဲနဲ့နေရတာဆင်းရဲတယ်ဒါကြောင့်မလို့ငါဘယ်လိုနော်တမနာပြမနာတွေကိုအယိုသေးပြုတ်ပြီးတော့လေးအမြတ်ပြုတ်ပြီးတော့အမိပြုတ်ပြီးတော့ငါနေရရင်ကောင်းမလို့စဉ်းစားအဲ့ဒါနဲ့မြတ်စွာဘုရားလောကကြီးကိုတော့သူ့ရဲ့ဉာဏ်နဲ့သူရိုသေတဲ့နဲ့လေးစားတဲ့နဲ့မျက်နှိုးတဲ့နဲ့နော်အလေးအမြတ်ပြုတ်တဲ့ပုဂ္ဂိုလ်လိုက်ရှာဇမားတွေနတ်တွေလူတွေတမနာပြမနာအကုန်လုံးလိုက်ရှာသူ့ထက်သာတဲ့လူမပြောနဲ့ဒန်းလူတော့မတွေ့ဘူးဟုတ်လားဘယ်မှာမှရှာလို့မတွေ့ဘူးဆိုတော့ तू ကလူအနေနဲ့ပုဂ္ဂိုလ်အနေနဲ့တတ္တဝါအနေနဲ့မြတ်စွာဘုရားနော်အလေးအမြတ်ပြုဖို့မျက်နှိုးဖို့ဆိုတာတော့မရှိဘူးအဲ့တော့မြတ်စွာဘုရားဘယ်လိုထပ်ပြီးတော့စဉ်းစားတော့အဲ့ဒါလို့ဆိုလို့ရှိရင်တဲ့ငါထိုးထွင်းပြီးတော့သိထားတယ်ဟောဒီသူတော်ကောင်းတရားကိုပဲမလေးပါဖို့လေးပါနိဗ္ဗာန်ပေါ့နော်ဒီလောကုတ္တရာတရား၉ပါးကိုပဲ